ကျေးဇူးတင်တယ်ဒီဘက်မှာပေါ့နော်ကျမတို့အငယ်ဆုံးတော့သူတို့ကိုပြုစုစောင့်ရှောက်ခြင်းဆိုတဲ့ခေါင်းစဉ်အားဖြင့်ကျမတို့ပြန်ပြီးမှနှုတ်ပတ်တော်ခံယူကြရအောင်အငယ်ဆုံးတော့သူဆိုတဲ့အငယ်ဆုံးတော့သူကိုမဆခြင်းပြုစုခြင်းဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာဒီတလလုံးပေါ့နော်ပတ်တိုင်းပေါ့ဆရာဆမများအသေးချတင်ကြားပေးမှာဖြစ်တယ်အဲကြောင့်ကျမတို့လည်းဒီနှုတ်ပတ်တော်ကိုဖျားเจ้าတို့စောလာပြီးမှခံယူကြရအောင်ဓမ္မကျမ်းစာတစ်လျှောက်လုံးမှာဘုရားသခင်ဒီစင်ရတော်သူအားနေတော်သူမတရားဖိနှိပ်ခံရတော်သူမိဘမဲ့မုတ်ဆိုးမဧည့်သည်နာမကျမ်းသူထောင်ကျသူလက်လူရှုခံရသူသူတို့အပေါ်ဂယုစိုက်ကြောင်းတွေ့ရတယ်ပြီးတော့ဓမ္မကျမ်းစာမှာမြောက်များစွာကျမတို့ကိုပြန်ပြီးမှတတိပေးထားတယ်အငယ်ဆုံးသောသူများကိုပြုစုဖို့အဲ့ဒီတာဝန်ကအခုလက်ရှိကျမတို့အသက်ရှင်နေသောသူများလှုပ်ဆောင်ဖို့ရန်ဖြစ်တယ်ဒါကခရစ်တော်ကိုယ်တိုင်လုပ်ခဲ့တဲ့အရာဖြစ်တယ်ခရစ်တော်ကိုယုံကြည်သောသူခရစ်တော်နောက်လိုက်သောသူများသည်ဒီအငယ်ဆုံးသောသူများကိုပြုစုဖို့တာဝန်ရှိသောသူများဖြစ်ပါတယ်တခါတည်းအငယ်ဆုံးသောသူလို့ပြောတဲ့ခါမှာဘသူတွေပါတယ်လေအငယ်ဆုံးသောသူတို့ကိုပြုစုခြင်းအဲ့ဒါကဘာလဲဆိုရင်လူမှုရေးတာဝန်တစ်ခုတာမဟုတ်ဘူးတဲ့အငယ်ဆုံးသောသူများကိုပြုစုတဲ့အရာကလူမှုရေးတာဝန်တစ်ခုပဲမဟုတ်ဘူးတဲ့တာဝန်အရာပဲမဟုတ်ဘူးတကယ်စိတ်နှလုံးပါလေစိတ်ထဲမှာတကယ်ပေါက်ဖွာလာပြီးမှအငယ်ဆုံးသောသူများကိုမြင်တဲ့အခါမှာတွေ့တဲ့အခါမှာအငယ်ဆုံးသောသူများရဲ့အကြောင်းကိုကြားတဲ့အခါမှာကျမတို့လက်တွေ့အရောက်သွားဖို့ရန်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်အဲ့ဒီအရာကဘုရားသခင်ရဲ့စကားကိုနာခံခြင်းဘုရားသခင်ကိုကူးကွယ်ခြင်းဘုရားသခင်မေတ္တာကိုပြသခြင်းပြီးတော့တရားမျှတမှုတရားမျှတစွာဆောင်ရွက်ခြင်းအမှုဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဒီအရာကဘုရားသခင်ရဲ့မေတ္တာချစ်ခြင်းမေတ္တာကိုယ့်ရဲ့အထဲမှာနှလုံးသားအထဲမှာမရှိဘူးဆိုရင်အဲ့ဒီအရာကိုလှုပ်ဆောင်နိုင်ဖို့အင်မတန်မှခက်ခဲပါတယ်။ဘာကြောင့်လဲဆိုရင်ကျမတို့ရဲ့နှလုံးသားမှာဘုရားသခင်မေတ္တာကင်းအောင်နေမှကျင့်ဝတ်နေမှကျမတို့ရဲ့လက်တွေ့ဘဝမှာတကယ်လှုပ်ဆောင်နိုင်မှာဖြစ်တယ်။မဟုတ်ဘူးဆိုရင်တွေ့တယ်။အော်တယောက်ကသူတို့ကိုကူညီမှာပဲ။ငါမကူညီလဲဘာမှမဖြစ်ဘူးဆိုတဲ့စိတ်နဲ့သူတို့ကိုကြော်သွားမှာဖြစ်တယ်။ဒါကြောင့်တကယ်ခရိယာအသက်တာဆိုတာတဲ့နှုတ်အားဖြင့်ပဲပြောတဲ့အရာမဟုတ်ဘူးတဲ့လက်တွေ့ပါရမယ်တဲ့လက်တွေ့မပါဘူးဆိုရင်ဒါစစ်မှန်တဲ့ခရိယာအသက်တာမဟုတ်ဘူးတဲ့ခရိယာအသက်တာဆိုတာကခရစ်တော်ရဲ့နောက်လိုက်တဲ့သူများဖြစ်တော့ခရစ်တော်ပြုသည့်နီးသူအကုန်လုံးပြုရမယ့်သူဖြစ်တယ်အကုန်လုံးကိုတော့ကျမတို့လူချင်းတဲ့အရာအကုန်လုံးကိုတော့ပုံအောပြီးမပေးနိုင်ဘူးဘယ်သူမှမကူညီနိုင်ဘူးအဲ့ဒီအရာဒါပေမဲ့ကိုဘာတတ်နိုင်တယ်လဲကိုတတ်နိုင်တဲ့အရာကိုကူညီဖို့ရန်ဖြစ်တယ်ကိုတတ်နိုင်တယ်လို့ပြောတဲ့အခါမှာတခါတည်းကျမတို့စကားခွန်အားဖြင့်အားပေးလိုက်ခြင်းကလည်းဒါကူညီရာဖြစ်တယ်တခါတည်းအပြုံးပေးလိုက်ခြင်းအားဖြင့်လည်းတစုံတစ်ယောက်ကိုခွန်အားပေးလိုက်ခြင်းဖြစ်တယ်အဲ့ဒါလည်းသူတို့ကိုပြုစုတဲ့အရာတစ်ခုဖြစ်တယ်တခါတည်းကိုကလေဘာမဟုတ်သူအရန်လိုအပ်နေတယ်သူမနိုင်မနှင်းဖြစ်နေတဲ့အခါကိုကကူညီပြီးမှပေးနေတဲ့အရာကလည်းဒါသူ့ကူညီတာပဲအဲ့လိုမျိုးကူညီမဆလို့ပြောတဲ့အခါကျမတို့အကြီးကြီးမားစဉ်းစားစရာမလိုဘူးတင်းမွားတဲ့အရာကိုဘာလုပ်နိုင်တယ်လဲအဲ့ဒီအရာကိုကလက်တွေ့မှာလှုပ်ဆောင်ဖို့ရန်ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်အငယ်ဆုံးတော့သူဆိုတာဘယ်သူဒီလဲအဲ့ဒီဟာကိုဓမ္မကျမ်းစာအရာအငယ်ဆုံးတော့သူများဆိုတဲ့ဟာကိုတွေ့ရပါတယ်အဲ့ဒါကဘာဘသူတွေလဲစင်ရတော်သူဘိုက်စာနေတော်သူဒီမှာရင်ငတ်တော်သူအဝတ်အစားမရှိတော်သူမုတ်ဆိုးမမိဘမဲ့နိုင်ငံခြားသားပေါ့နော်ဧည့်သည်နိုင်ငံခြားသားလို့ပြောတဲ့ခါမှာတခါတည်းကျမလည်း foreign study တွားတဲ့ချိန်မှာပေါ့နော်သူများနိုင်ငံမှာရောက်တဲ့ခါမှာအင်မတန်မှအခက်အခဲဖြစ်တယ်အဲ့ဒါကိုတခါမှမတွေ့ဖူးတဲ့လူ
သူတို့ကကူညီပေးလိုက်ခြင်းအဖြစ်ပေါ့နော်ကျမဆိုရင်စာချင်းရောက်တဲ့နေ့မှာတော်တဲ့ဒုက္ခရောက်ခဲ့တယ်ကျမရဲ့ဖုန်းကအဲ့ဒီမှာ communicate လုပ်လို့မရတော့ဘူးဘာလုပ်ရမှမသိဘူးကျမကိုလာကြူတဲ့လူကိုလည်းဘယ်လိုတက်ရှာရမှန်းလည်းမသိဘူးဘယ်အပေါက်ကနေထွက်ရမှန်းလည်းမသိဘူးသူတို့ရဲ့ဖုန်းကိုဆက်သွယ်မဲ့အရာကကျမစမှာဘာမှဆက်သွယ်လို့မရတော့ဘူးအဲ့ဒီအချိန်မှာကျမကအခက်အခဲဖြစ်နေတာကိုလူဖြူအမျိုးသမီးကတွေ့တယ်ဘာကူညီပေးရမလဲဆိုမှသူကလာတယ်လာပြီးမှကျမကိုဘာကူညီပေးရမလဲဆိုလာမေးတဲ့ခါမှာကျမရဲ့အခက်အခဲကိုကျမသူ့ကိုပြောပြလိုက်တဲ့ခါမှာသူကဘာပြောလဲဆိုရင်သူ့ရဲ့ဖုန်းကိုသုံးပါတဲ့မိမတဲ့သူ့ရဲ့ contact number ရှိတယ်မလားတဲ့အဲ့ဒါဆိုရင်ခေါ်လိုက်ပါဘာမှမဖြစ်ဘူးတဲ့အဲ့လိုမျိုးပြောမှကျမကိုခွင့်ပြုတယ်ပေါ့နော်သူ့ရဲ့ဖုန်းကိုပေးသုံးတယ်အဲ့လိုမျိုးလှုပ်ချင်းအားဖြင့်ကျမကလေကျမကိုလာကြူတဲ့ဆရာနဲ့ချက်ချင်းပြန်ပြီးဆက်သွယ်မိသွားတယ်အဲ့ဒါကဘာလဲဆိုရင်အဲ့တေလို့ပြောတဲ့ခါမှာအခြားတော့နိုင်ငံခြားသားများကျမတို့ရဲ့နိုင်ငံကိုရောက်လာတဲ့တချို့ဆိုရင်အခက်အခဲရှိတယ် communicate မှာတော်တော်အခက်အခဲရှိတဲ့လူရှိတယ်ပြီးတော့ဘာလို့ရမှန်းဘာကြိုင်မှမသိတော့သူများရှိတယ်ပေါ့နော်အဲ့လိုမျိုးအခြေအနေမှာကိုကအသက်နိုင်ဆုံးသူတို့ကိုကူညီပေးခြင်းအပြင်ကျမတို့ကဒါခရစ်တော်ရဲ့မေတ္တာကိုပြနိုင်တယ်ဆိုတာကိုပြောပြချင်ပါတယ်ဒါကြောင့်ကျမတို့ကလေအခုဒီမှာလဲဖော်ပြထားတာပေါ့နော်တမန်ကျမ်းစာအရာအငယ်ဆုံးတော့သူထဲမှာစင်ရတော့သူဗိုက်စာနေတဲ့သူရင်ငတ်နေတဲ့သူအဝတ်စားမရှိသူမုတ်ဆိုးမမိဘမဲ့နိုင်ငံခြားသားဧည့်သည်မတရားဖိနှိပ်ခံရတော့သူနာမကျန်းသူထောင်ကျသူလူမှုအတိုင်းဝဲမှာဖေရှားခံရသူအာနေတော့သူမိမိအတန်မရှိတော့သူမိမိအတန်ဆိုတာသူတို့ပြောရင်လည်းဘယ်သူမှဂရုမစိုက်ပေးတဲ့ဟာအဲ့ဒီသူတို့ရဲ့ကူစားပြောနိုင်တော့သူများကပြန်ပြီးမှပြောပေးရမှာဖြစ်တယ်ဒါအင်မတန်မှအရေးကြီးပါတယ်အဲ့တော့ဒီနေ့အငယ်ဆုံးတော့သူလို့ပြောတဲ့ကတကယ်ပဲအခုဒါကကျမတို့အပေါ်ယံကျမတို့တွေ့ရတဲ့အရာပဲဖြစ်တယ်ဒီထက်မကအများကြီးရှိတယ်ပေါ့နော်ကျမတို့ပြန်မှဆက်ပြီးမှလေ့လာကြရအောင်ဓမ္မကျမ်းစာရှုထောင့်မှာကြည့်ရင်စင်ရသားဆိုဒီမှာငွေကြေးချူတဲ့သူတာမကပါဓမ္မကျမ်းစာတွေစင်ရမွေးတဲ့သူတွေကိုရုပ်ဝတ္ထုလူမှုရေးစိတ်ခံစားမှုနဲ့ဝိညာဉ်ရေးရာရှုထောင့်များစွာဖြင့်ဖော်ပြထားသည်ဘုရားသခင်ရဲ့စိုးရင်ပူပန်မှုသည်အားနဲ့သူတို့နဲ့အကူအညီလိုအပ်နေတို့အားလုံးထံတို့ကျေပြန့်စွာရောက်ရှိနေပါတယ်ပြောမယ်ဆိုရင်ဒီနေ့ကျမတို့ရှိတဲ့နေရာမှာဤကဲ့သို့လိုအပ်နေတော့သူများကကျမတို့ကကျမရဲ့လက်ကိုကြည်ဖွင့်ထားပြီးဆိုရင်ကျမတို့သူတို့ရဲ့လိုအပ်တဲ့အရာကိုကျမတို့ကပေးနိုင်မှာဖြစ်တယ်ဒါပေမဲ့ကျမတို့ကလေကိုရှိတဲ့နေရာမှာလက်ပတ်ပြီးမှဘာမှမလုပ်ဘူးအဲ့လိုမျိုးနေမယ်ဆိုရင်တော့ဒီလိုအပ်နေတဲ့သူများကလည်းဘာမှရရှိမှာမဟုတ်ဘူးအဲ့တော့ဒီနေ့ကျမတို့ကိုဒီအရာလုပ်ခိုင်းဖို့ဘုရားသခင်ကစေခိုင်းနေပါတယ်ကျမတို့ကိုပြန်မှတတိယစေပါတယ်နံပါတ်1အနေနဲ့ကျမတို့ဒီမှာပြန်မှလဲလာကြရအောင်အဲ့ဒါကယုတ်ဝတ္ထုဘိုင်းဆိုင်ရာစင်ရသားများယုတ်ဝတ္ထုဘိုင်းဆိုင်ရာစင်ရသားလို့ပြောတဲ့ခါမှာပေါ့နော်ဒီနေ့အငယ်ဆုံးတော့သူထဲမှာဒီယုတ်ဝတ္ထုဘိုင်းဆိုင်ရာစင်ရသားများအကြောင်းပြန်မှလဲလာကြည့်ကြရအောင်ဤသူများသည်အစားအစာအဝတ်အစားနေစရာတန့်ရှင်းသောရေကျမ်းမာရေးစောင့်ရှောက်မှုသို့မဟုတ်အလောက်အကိုက်ကဲ့သို့တော့အခြေခံလိုအပ်ချက်များမရှိသူများဖြစ်တယ်ဒီဟာကအခြေခံလိုအပ်ချက်ဖြစ်တယ်ဒါမဲ့များတော့အဖြစ်ကျမတို့ရဲ့ပတ်ဝန်းကျင်မှာဒီအခြေခံကိုကမရတဲ့သူမြောက်များစွာရှိနေပါတယ်ဒီနေ့ကျမတို့ကိုဒီအရာအဖြစ်ကျမတို့ကိုပြန်ပြီးမှလှုံ့ဆော်တဲ့အရာကဖယားသခင်ဒီကျမတို့ရဲ့အသက်တာမှာဒီအရာတွေ့တဲ့အခါမှာရှောင်လွဲခြင်းမဟုတ်ပဲကိုတတ်နိုင်တဲ့ဘက်ကနေကျမတို့ကိုညီဖို့ရန်ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်ဥပမာစင်ရမွေးတယ်မှုမြင့်အောက်တွေနေထိုင်တော့မိသားစုများအမြဲတမ်းအဲ့ဒီစင်ရထက်ကနေမတက်လာနိုင်တော့ဘူးအခြေခံလူအပ်ချက်တောင်သူတို့အပြည့်အဝမရတဲ့အတွက်ကြောင့်ကြံတဲ့အရာသူတို့တက်လာဖို့ကတော်တော်အခက်အခဲရှိပါတယ်
ဤကဲ့သို့သောသူများကိုပြုစုခြင်းသည်တဲ့သခင်ခရစ်တော်သူ့ကိုပြုစုတဲ့အရာဖြစ်တယ်လို့ပြောထားတယ်ဒီနေ့ကျမတို့ကအဲ့ဒီလူများကိုအင်မတန်မှလိုအပ်နေတဲ့သူများကိုကျမကဥပခါပြုတဲ့အခါမှာဘု து ကိုဥပခါပြုတာနဲ့တူတူလေးဆိုခရစ်တော်ကိုကျမတို့ခရစ်တော်ကိုမမြင်ရဘူးအခုချိန်မှာဒါပေမဲ့မြင်တွေ့နေရတော့သူကသူနဲ့ကူစားပြုတော့သူများဖြစ်တယ်လို့ဓမ္မကျမ်းစာမှာအမြောက်များဖော်ပြထားပါတယ်။ဦးမဲ့အိမ်မဲ့များငွေကျဲထောက်ပံ့မှုမရှိတော့မုတ်ဆိုးမများမိဘမဲ့ကလေးများဒုက္ခသေးများအခုပြည်တွင်းပြောင်းရွှေ့နေတဲ့ဟာမြန်မာပြည်ပဲမဟုတ်ဘူးကပါမှာအများကြီးရှိတယ်ဒီအရာကကိုလက်လန်းမီတဲ့နေရာမှာရှိနေတော့သူများကိုကျမတို့ကလစ်လူရှုဖို့မဟုတ်ဘူးဆိုတာကိုပြောပြနေခြင်းဖြစ်တယ်။အဲကြောင့်အငယ်ဆုံးသောသူများမှာဘသူတွေဒီနံပါတ်1အနေနဲ့ရုပ်ဝတ္ထုပိုင်းဆိုင်ရာဆင်းရဲသားများဖြစ်တယ်။တုတ်တန်ကျမ်းအခန်းကြီး19အငယ်19ကိုကျမတို့အတူတကွဖတ်ကြည့်ရအောင်။ဆင်းရဲသားကိုတနာတော်သူသည်ထောင်ရဖျားအားချီးငှားတော်သူဖြစ်၍သူပြုတော်အမှု၏အကျိုးကိုဆက်ပေးတော်မူလိမ့်မည်။ဒါဘလောက်ကောင်းလဲ။ပြီးမှကောင်းတယ်နော်ကျမတို့တခါတည်းတတိမထားမိဘူးလစ်လူရှုမိတဲ့အရာဒါပေမဲ့ဒီစင်းရဲသားများကိုကျမတို့ပြုစုလိုက်တဲ့အရာကတဲ့ဖယားသခင်ထောင်ရဖယားကိုချီးငှားတာနဲ့အတူတူပဲဖြစ်တယ်တဲ့ထောင်ရဖယားကိုချီးငှားတယ်ဆိုကြတဲ့နဲ့ထောင်ရဖယားကလေကျမတို့ကိုပြည့်စုံတဲ့အရာကိုပြန်ပြီးမှဖြည့်စွမ်းဖို့ရန်ဖြစ်တယ်ဖယားသခင်ရဲ့ကောင်းကြီးကလေလူအပ်တဲ့အရာတစ်စုံတစ်ခုမှမရှိအောင်ပြည့်စုံတဲ့အရာဖြစ်တယ်။အဲ့ဒီအရာပြည့်စုံလာဖို့ရန်ကကျမတို့ကအခုလောက်ခိုင်းနေတဲ့အရာကစင်ရဲအငယ်ဆုံးသောသူများစင်ရဲသားများတကယ်ဒုက္ခရောက်နေတော့သူများကိုကျမတို့ပြုစုခြင်းကဖယားသခင်ကိုချီးငှားတာနဲ့တူတယ်တဲ့။ချီးငှားတယ်ဆိုတဲ့စကားလုံးကလေပြန်ရဖို့နော်ပေးလိုက်တယ်ဆိုတာကလေပြန်ရဖို့မဟုတ်ဘူး။ဒါပေမဲ့ချီးငှားတယ်နဲ့ပေးလိုက်တယ်ဆိုတဲ့စကားလုံးနှလုံးကအတိတ်ပဲမတူဘူးချီးငှားလိုက်တယ်ဆိုတာပြန်ပြီးမှတုံ့ပြန်ရမယ့်အရာတန်ပြန်မှုပြန်ရတဲ့အရာဖြစ်တယ်အဲကြောင့်ဒီဟာကကျမတို့ပြုလိုက်တဲ့အရာကတဲ့ဖယားသခင်ထမ်းမှပြန်မှရမယ့်အရာဖြစ်တယ်ဆိုပြီးမှဒီနေ့ကျမတို့ကိုပြန်ပြီးမှတတိပေးထားပါတယ်တရားဟောရကျမ်းအခန်းကြီး15အငယ်7ကိုပြန်ပြီးမှဖတ်ကြည့်ကြရအောင်တင့်နေရာပြည်၌စည်ရဲသားမပြတ်ရထို့ကြောင့်တင့်ပြည်၌စည်ရဲငတ်မွတ်သောညီကိုချင်းတို့အားတင်ဤလက်ကိုကြဲကြဲဖွင့်ရမည်အကြောင်းငါမှာထားအဲ့ဒါကဘာလဲဆိုရင်ကြဲကြဲဖွင့်ထားတယ်ဆိုတာကလက်တွေ့ကျမတို့ကသူတို့ကိုပေးဖို့ရန်ဖြစ်တယ် action ပါတယ်နှုတ်အားဖြင့်ပဲမဟုတ်အေးပါမင်းဝါလင်းစားရပါစေနှွေးထွေးစွာနေပါစေလို့ပါဇက်အားဖြင့်ပြောပါမယ်နှုတ်အားဖြင့်ပြောပါမယ်လက်တူဘာမှမပေးဆိုရင် तू ဘိုက်ဆာနေတော့ तू တကယ်အဲ့ဒီချိန်မှာ तू စားဖို့တစုံတစ်ခုလိုအပ်နေတော့ तू ကိုဒီတိုင်းနှုတ်အားဖြင့်ပဲ तू ကိုနှိမ့်သိမ့်တယ်ဆိုရင်အဲ့ဒီတယောက်ကတော့ချိန်နဲ့မှမဟုတ်ဘူးအဲကြောင့်ဒီနေ့ကျမတို့ရဲ့တာဝန်ပါတွေလေဘုရားသခင်အချင်းအားချင်းဆိုဒီမှာဘန်တွေအတူရရင်ငွေအနံချင်းနဲ့တူပါ၏တဲ့ကျွန်ုပ်တို့ဒီငွေရဲ့ချေရဲ့ချူတဲ့သူများကိုစေတနာဖြင့်ကူညီတော့အခါကြီးမြတ်သောဘုရားသခင်ဒီထူမေတ္တာအတွက်ဆုလက်ကိုအစများစွာပြန်လည်ပေးသနာတော်မူမည်ဤဒီမှာပေးကမ်းခြင်းရဲ့အကျိုးစီကျေးဇူးကိုဖော်ပြခြင်းဖြစ်တယ်ဒါကဘာလဲဆိုရင်တခါတည်းတင်းငယ်တော့အမှုဖြစ်ပါစေတကယ်လူအပ်တဲ့သူကကျမတို့ပေးလိုက်တဲ့အရာကအများမဟုတ်ဘူးနည်းနည်းလေးဖြစ်တော်ညာလေသူတို့မတမအကျိုးရှိပါတယ်ခုနပြောသလိုမျိုးကျမတို့ကလူအပ်တော်သူများကိုအပြည့်အဝအားလုံးမပေးနိုင်ဘူးဒါပေမဲ့ကျမတို့ဘာပေးနိုင်တယ်လဲကျမတို့လက်လန်းမိတလောက်ကျမတို့တတ်နိုင်တဲ့အရာဘာလဲကျမတို့တတ်နိုင်တဲ့အရာကိုလည်းမပေးဘူးလက်လန်းမိတဲ့အရာကိုလည်းလိလူရှာအရှူထားတယ်ဆိုရင်တော့ဒါဘုရားသခင်ရဲ့ပြန်မပေးမယ့်အတူကိုကျမတို့ရမှာမဟုတ်ဘူးနံပါတ်1အနေနဲ့လူမှုရေးအရာစင်းရဲနွမ်းပါသူများ
socially အဲ့ဒီလူမှုရေးလို့ပြောတဲ့ခါမှာတချို့တော့သူများကလူမှုအတိုင်းအဝန်းမှာပါဝင်ဖို့အင်တာမအခက်အခဲရှိတော့သူများရှိပါတယ်ကျွန်တော်တို့အမှပြန်ကြည့်မယ်ဆိုရင်ဥပမာမတန်ဆွမ်းတော့သူများအကျဉ်းသားများခွဲခြားဆက်ဆံမှုများနဲ့ရင်ဆိုင်နေရတော့လူမျိုးစုငယ်များကျွန်တော်တို့လူမျိုးစုထဲမှာလည်းခွဲခြားဆက်ဆံချင်းခံရတဲ့ဟာတွေရှိတယ်ပေါ့နော်အဲ့ဒါပြီးတော့နှကောင်းတို့ရဲ့အတိတ်ကြောင့်တဲ့ပြောမယ်ဆိုရင်ဘယ်သူမှဆိုအမားဆိုတာပြုမိမှာပဲအမားပြုမိတဲ့အတွက်ကြောင့်တခါတည်းသူကနာမည်ဆိုးကြံခဲ့တဲ့ဟာတွေရှိမယ်ဒါပေမဲ့သူကပြန်မှပြုတ်ပြင်းတယ်ဒါပေမဲ့များတော့အလို့အတိုင်းဝန်ကဒီတယောက်ကဒီလိုမျိုးပုံစံဖြစ်တယ်ဒါမျိုးလုပ်ခဲ့တဲ့သူဖြစ်တယ်ဆိုတော့အဲ့ဒီဟာကိုပဲအမတ်ရပြီးမှသူ့ကိုဖေးကျင်တဲ့ဟာတွေရှိတယ်အဲဆိုသူကလူမှုရဲ့အတိုင်းဝန်ကိုပြန်မှဝင်ဖို့အခက်ခဲရှိပါတယ်အထီးကျန်နေတော့တက်ကြီးရွယ်ဦးများတချို့တော့အသက်ကြီးတော့သူများမိသားစုမရှိတော့သူများမိသားစုရှိတော်ညာလေသူတို့ကိုမပြုတ်စုပဲပြစ်ထားခြင်းခံရတော့တက်ကြီးရွယ်ဦးများရှိပါတယ်သူတို့ကိုကျွန်တော်ကျမတို့ပြန်ပြီးမှကိုကြီးဖူရန်ဖြစ်တယ်သိရင်ကြားမိတယ်ဆိုရင်ကျွန်တော်ကျမတို့လက်တွေ့ပါဖူရန်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်ခရစ်တော်ယေရှုရဲ့စံနမူနာကိုကြည့်မယ်ဆိုရင်ယေရှုဒီအခွန်ခံများဒါကပေကျင်ထားတော်သူများဖြစ်တယ်အပြစ်သားများနူနာဆွဲတော်သူများအမျိုးသမီးများကလေးများနဲ့လူအဖွဲ့အစည်းကမကြာခဏညင်းပယ်လက်ရှိတော့အခြားသူများကိုကျူဆူခဲ့တယ်ဒီနေ့ကျွန်တော်ကျမတို့ကခရစ်တော်ရဲ့ကူစားများဖြစ်တယ်ခရစ်တော်ရဲ့တန်တမန်များဖြစ်တယ်အဲကြောင့်ဒီခရစ်တော်ပြုခဲ့တော်အမှုကိုကျွန်တော်ကျမတို့ပြုနိုင်ဖို့ရန်ဒီပေထားခြင်းပေခြင်းထားခြင်းကိုခံနေရတော့သူများဘသူတွေလဲကျွန်တော်ကျမတို့လေ့လာဖို့ရန်ဖြစ်တယ်ကျွန်တော်ကျမတို့တခါတည်းဤကဲ့သို့တော့ပေထားခြင်းခံတော့သူများကိုမတော်တဆပဲဖြစ်တကယ်ပဲဖြစ်ပေါ့နော်အစိတ်ထဲမှာတကယ်ဖြစ်လက်ဖေးခြင်းနဲ့ဟာရရှိတခါတည်းတော့မတော်တဆကြောင်းဒါပေမဲ့ဒီနေ့ကျမတို့ပြန်မှတတိချက်ဖူရန်ဖြစ်တယ်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး14အငယ်73မှ14ကိုကျွန်တော်ကျမတို့အတူတကွဖတ်ကြည့်ရအောင်ရှင်လုကာ14အငယ်73မှ14သင်ဒီပွဲခံတော်အခါစီရဲတော်သူအင်္ဂါချုတဲ့တော်သူခြေမစွမ်းတော်သူမျက်စိကန်တော်သူများကိုခေါ်ပိတ်လောဒီနေ့ကျွန်တော်ကျမတို့ဒီပွဲလုပ်တယ်မိမိရဲ့အိမ်မှာပဲဖြစ်တနေရာမှာဖြစ်ပေါ့နော်ကျမတို့ပွဲလုပ်တယ်ဆိုရင်ဒီအငယ်ဆုံးသောသူများကိုတတိယဖို့ဖြစ်တယ်ကျွန်တော်ကျမတို့ဖိတ်ခေါ်ဖို့ရဲ့လားတခါမှမဖိတ်ခေါ်ဘူးဆိုရင်စမ်းကြည့်ရအောင်ဖယားသခင်ကချီးငါးထားတဲ့ဖယားသခင်တမအတူးမြတ်ဘလောက်ထိအခုစီမှာပြန်ဝင်လာမလဲစမ်းကြည့်ရအောင်ကျွန်တော်တစ်ချိန်လောက်ပွဲလုပ်တယ်တကယ်လူကောင်းတွေကိုခဏဖေးထားပြီးအဲ့လိုမျိုးပေးထားခြင်းခံရတော့သူများအိုးမဲ့အိမ်မဲ့မရှိစင်းရတော့သူများတောင်းစားနေတော့သူများဒီအင်္ဂါချုတဲ့နေတော့သူများကျွန်တော်ကျမတို့တစ်ခေါက်လောက်သူတို့ကိုတီးတန့်ကောင်းလေးခေါ်ပြီးကျွေးမွေးပြီးပြုစုခြင်းကဘသူ့ကိုပြုစုတယ်လဲဆိုတော့ခရစ်တော်ကိုပြုစုတာဟုတ်တယ်တဲ့ဒါတခါတည်းအဲ့လိုမျိုးမတန်ဆွမ်းတော့သူများအငယ်ဆုံးတော့သူများကဲ့သို့ခရစ်တော်ကကျွန်တော်ကျမတို့ထံရောက်ရှိလာနိုင်ရဲ့ဒါပေမဲ့ကျွန်တော်ကျမတို့ကတွားဆိုပြီးမှပြောလိုက်မယ်ဆိုရင်ခရစ်တော်ကိုညှင်းပေတာနဲ့အတူတူပဲဒါကြောင့်ခုနကျမပြောတဲ့အထက်မှာပါတယ်သူတို့လူအပ်တဲ့အရာအပြည့်စုံတော့မပေးနိုင်တော့ညာလဲဘာပေးနိုင်တယ်လဲကိုပေးနိုင်တဲ့ကိုတတ်နေတဲ့အရာကိုတခါတည်းလက်တွေ့လုပ်ဖို့ရန်ဖြစ်တယ်နံပါတ်3အနေနဲ့စိတ်ခံစားမှုအရာချို့တဲ့တော့သူများဒါကဥပမာချစ်ရသူများဆုံးရှုံးသွားခြင်းကြောင့်ဝမ်းနည်းပူဆွေးနေတော့သူများအကြမ်းဖက်မှုတို့မဟုတ်စစ်ပွဲဤသားကောင်များစိုးရင်ပူပန်မှုတို့မဟုတ်စိတ်သက်ကြနေမဖြစ်ရုန်းကန်နေရတော့သူများစွန့်ပစ်ခံနေရတဲ့သူများသူတို့ကိုကျွန်တော်ကျမတို့တတိယဖို့ရန်ဖြစ်တယ်
သူတို့နဲ့အတူရှိဖို့ရန်ဖြစ်တယ်သူတို့ကအတန်မပေးနိုင်တော့ဘူးအတန်မပြုတ်နိုင်တော့ဘူးအတန်ပေးနိုင်တော့သူစကားပြောပေးနိုင်တော့သူများကကျွန်တော်ကျမတို့ရဲ့အတန်စကားပြောပေးဖို့အင်မတန်မှအရေးကြီးပါတယ်။အဲကြောင့်ဆာလံ34:18မှာဗာပြောထားလေဆာလံ34:18ထာဝရဘုရားသည်ကျွန်မအတူတကွဖတ်ကြည့်အောင်နော်ထာဝရဘုရားသည်ကျိုးပေတော်စိတ်ရှိတော်သူတို့နဲ့နှလုံးခြေကွယ်တော်သူတို့နီးတော်မူ၏နောင်တရှိ၍စိတ်နှိမ်ချတော်သူတို့ကိုလည်းကယ်တင်တော်မူ၏ဒီနေ့တကယ်စိတ်နှလုံးခြေမွနေတော်သူများခရစ်တော်ကသူတို့နဲ့နီးတယ်တဲ့ဒီနေ့ကျွန်တော်ကျမတို့သူတို့နဲ့အတူရှိတယ်ဆိုရင်ကျွန်တော်ကျမတို့ရဲ့နှလုံးသားခရစ်တော်ကတကယ်ပဲငါ့ကိုချစ်တော်သားငါ့ကိုချစ်တော်သမီးသူငါရဲ့အမှုကိုလုပ်နေပါတယ်လို့ကျွန်တော်ကျမတို့ကိုသူချီးမြှောက်မှာဖြစ်တယ်အကြောင်းဒီနေ့တတိယဖို့ရန်ဖြစ်တယ်နံပါတ်၄အနေနဲ့ဝိညာဉ်ရဲ့အရာဆင်းရဲသားများဆင်းရဲလို့ပြောတဲ့အခါမှာဝိညာဉ်ရဲ့အရာဆင်းရဲတဲ့သူများရှိတယ်အဲ့ဒီဝိညာဉ်ရဲ့အရာဆင်းရဲတဲ့သူများကဘယ်သူတွေလဲဆိုရင်ကိုငါဆိုတဲ့အရာကိုညှင်းပယ်ပြီးငါဘာမှမဟုတ်ပါလားဖယားသခင်မအလွယ်ရင်ငါဘာမှမတတ်နိုင်ဘူးဆိုမှကိုယ့်ရဲ့အားကိုချင်းမဟုတ်ပဲဖယားသခင်ကိုပဲကိုးစားတော့နှလုံးသားဖြစ်တယ်ဒီနှလုံးသားမရှိတဲ့၍အငယ်ဆုံးသောသူများကိုတွေ့တော်ညာလဲကျွန်တော်ကျမတို့ကိုညီမနိုင်မှာမဟုတ်ဘူးဘာကြောင့်လဲဆိုချစ်ချင်းမေတ္တာကဖယားသခင်စီမပဲလာပါတယ်ငါဆိုတဲ့အရာကျွန်တော်ကျမတို့ရဲ့နှလုံးသားမှာခံနေတွေ့ကတော့တနာကျင်နာမှုစိတ်ကလည်းပေါ်လာမှာမဟုတ်ဘူးဒါကြောင့်အဲ့ဒီငါဆိုတဲ့ကိုအားကိုတဲ့စိတ်ကိုဖေရှားပြီးမှဖယားသခင်ကိုပဲကိုးစားခြင်းဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အားနေတော့သူများနဲ့ဖိနှိပ်ခံရတော့သူများဥပမာမုတ်ဆုများမှာပေါ့နော်ကျမတို့ခုနပြောတယ်ကျမ်းစာတစ်လျှောက်လုံးဖျားသခင်ကတော့ဤကဲ့တော့သူများနဲ့အတူပါရှိပြီးသူတို့ကိုယ်ကာဆောင်မတယ်လို့ပြောပါတယ်ဒီနေ့ကျွန်တော်ကျမတို့နားမှာအားနေတယ်လို့ပြောတဲ့အခါမှာပတ်စံပဲမဟုတ်ဘူးတခါတည်းစိတ်နှလုံးကြေမွနေတော့သူများဖြစ်ပါတယ်တခါတည်းစိတ်တက်ကြနေတော့သူများရှိပါတယ်တခါတည်းဘာမှမလုပ်နိုင်တော့တဲ့မျောလင့်ချက်မေ့နေပြီးမှလောကမှာတော့သူတို့အသက်ဆက်မရှင်ချင်တော့အောင်စိတ်သက်ကြနေတော့သူများရှိပါတယ်သူတို့နဲ့ကျွန်တော်ကျမတို့အတူရှိဖို့ရန်ဖြစ်ပါတယ်အဲကြောင့်ဟေရှာယအခန်းကြီး1အငယ်7ကိုအတူတကွဖတ်ကြည့်ရအောင်ကောင်းသောအကျင့်ကိုကျင့်အံ့သောငါသင်ကြလောတရားသဖြင့်ပြုခြင်းငါရှားကြံကြလောကောက်သောအရာကိုဖြောင့်စေကြလောဟေရှာယအနာဂတိကျမ်းအခန်းကြီး1အငယ်7ဖြစ်တယ်ဒါကြောင့်ကောင်းသောအကျင့်ကိုကျင့်အံ့သောငါသင်ကြပါတဲ့ဒီနေ့ကျွန်တော်ကျမတို့ဒီအမှုတော်ဆောင်များကတော့ပတ်တိုင်းပေါ့နော်အငယ်ဆုံးသောသူများကိုမဆပြုစုခြင်းဆိုတဲ့ခေါင်းစဉ်အောက်မှာဒီတလတုံးသွားမှာဖြစ်တယ်ကျွန်တော်တို့ပြန်ပြီးမှတတိယပြီးမှမိမိရဲ့အတ္တမှာနေ့စဉ်အတ္တမှာပြန်မှလှုပ်ဆောင်ဖို့ရန်ဖြစ်တယ်အကြောင်းဘုရားသခင်ကျွန်တော်ကျမတို့ဒီခရစ်တော်ရဲ့တန်တမာများဖြစ်တယ်ကျွန်တော်ကျမတို့ဒီခရစ်တော်နောက်လိုက်တော်သူများဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကျမတို့ဒီခရစ်တော်ပြုတော်အရာများကိုကျွန်တော်ကျမတို့ရဲ့အတ္တမှာနေ့စဉ်ပြုဖို့ရန်ဖြစ်တယ်ယုံကြည်ယုံပဲမဟုတ်ဘူးတကယ်ပဲလက်တွေ့ပါဖို့ရန်ဖြစ်တယ်ဒါကြောင့်ရှင်ယာကုပ်အခန်းကြီး2အငယ်7မှာသူဘာပြောထားလဲဆိုရင်အကျင့်နဲ့ကင်းသောယုံကြည်ခြင်းတည်အသေးဖြစ်၏တဲ့ဘလောက်ပဲယုံကြည်မှုကြီးမားပါစေဘလောက်ပဲဆုတောင်းပါစေအမြဲတမ်းပတ်တိုင်းဖျားကြောင်းပဲလာပါစေဒါပေမဲ့မိမိရဲ့ယုံကြည်မှုကလက်တွေ့မပါနေသလားဒါဆိုရင်ဒီတန်းပိုက်ရဆိုရင်အသေးဖြစ်တယ်တဲ့အကြောင်းကျွန်တော်ကျမတို့ပြန်မှဆန်းစစ်ဖို့ရန်ဖြစ်ပါတယ်စိတ်မှန်သောယုံကြည်ခြင်းကလုံရက်နဲ့ပြရမှာဖြစ်တယ်စကလုံးကောင်းကောင်းအားဖြင့်ပဲမဟုတ်ဘူးသူများနားထောင်လို့ကောင်းအောင်ပဲမဟုတ်ဘူးတကယ်လက်တွေ့ပါရမှာဖြစ်တယ်ချစ်ချင်းမေတ္တာကလက်တွေ့မပါဘူးဆိုရင်အလဟာတာပဲဖြစ်ပါတယ်အဲကြောင့်ဘုရားသခင်အားလုံးကိုကောင်းချီးပေးပါစေ